မင်္ဂလာပါကလေးတို့ဒီနေ့တော့ algebra အကြောင်းကိုနည်းနည်းလောက်ပြပြချင်ပါတယ်။ algebra ဆိုတာမတည်သေးတဲ့ကိန်းကိုရှာတာပါ။ဥပမာ x y ဆိုပြီးတော့ထားပြီးတော့မှရှာတာမျိုးဖြစ်ပါတယ်။ algebra ဆိုတာ x မတည်ကိန်း x y ကိုရှာတာပါ။ဥပမာလေးတော့ပြမယ်နော်။ x y a b စသဖြင့်ပေါ့နော်။အဲ့လိုမတည်ကိန်းကိုကြိုက်တာထားလို့ရပါတယ်။အခု x နဲ့ x + 2 = 5ပေါ့နော် x နဲ့2နဲ့ပေါင်းတယ်9နဲ့ညီမျှချင်းချအဲ့တော့တစ်ပတ်စလုံးကို2နှုတ်လိုက်တဲ့အခါကျတော့ x က3ဖြစ်သွားတယ်နော် x က3ဖြစ်သွားတယ်နှစ်ပတ်စလုံးကို2နှုတ်လိုက်တယ်အဲ့တော့မတိကိန်း x ကတန်ဖို့ရသွားတယ်နောက်တစ်ခုကကြတော့ x မတိကိန်း x နဲ့မတိကိန်း x နဲ့ကိုပေါင်းလိုက်တယ်အဲ့ပေါင်းလိုက်တာကို10နဲ့ညီမျှချင်းချတယ်အဲ့တော့မတိကိန်းတွေကပေါင်းနေဆိုသူတို့အရှိမ1ရှိတယ်1နဲ့ပေါင်းသလိုပဲ2ဒါတော့ 2x 2x ပေါ့နော် 2x ညီမျှချင်း10အဲ့တော့နှစ်ဖက်စလုံးကို2နဲ့စားလိုက်တဲ့အခါကျတော့ x ကတန်ဖို့က9ရတယ် x = 5ဒါကတော့မတိကိန်းရဲ့တန်ဖိုးရှာတာပါအခုနောက်တစ်ခုကိုထပ်ပြီးတော့ကြည့်ရအောင်เนาะသူကမတိကိန်းတွေကိုရှာတာကို algebra လို့ခေါ်ပါတယ် 3x တည်းက x ကိုနှုတ်မယ်တဲ့အဲ့ဒါကို10နဲ့ညီမျှချင်းချထား 3x ဆိုတာက x 3ခါပေါင်းတာပေါ့เนาะ x ခုနကတော့ 2x ကို x နှစ်ခါပေါင်းတယ်လို့ပဲအခုက 3x က x 3အဲ့ထက်ကနေ x ကိုနှုတ်မယ်ဆိုတော့တစ်ခုကိုနှုတ်လိုက်တာနှစ်ခုကျန်အဲ့တော့ 2x = 10 10နဲ့ညီမျှတယ်နှစ်ဖက်စလုံးကို2နဲ့စားလိုက်မယ်ဒါဆို x ကတည်းကထွက်လာ x ဆိုတာကမတိကိန်းကိုကမတိကိန်းကိုလိုချင်တဲ့အဖြေကိုမတိကိန်းထားလိုက်တယ်အဲ့ဒါကိုရှာတာအဲ့ဒါကို algebra လို့ခေါ်ပါတယ်ဒါက basic algebra ဖြစ်ပါတယ်เนาะအခြေခံလေးပေါ့เนาะဒါကတော့အရင် easy ဖြစ်တယ် algebra က easy ဖြစ်ပါတယ်နောက်တစ်ပုဒ်ကတော့ 2x နဲ့3နဲ့ပေါင်းတယ်အဲ့ဒါကို7နဲ့ equal လုပ်တယ်အဲ့တော့မတိကိန်း x ကတန်မှုကိုရှာပါပေါ့အဲ့တော့နှစ်ဖက်စလုံးကို3နဲ့နှုတ်လိုက်တယ်3နဲ့နှုတ်လိုက်တယ်နှုတ်လိုက်တော့ 2x တစ်ဖက်မှာက7နဲ့9ထည့်ရ3ကိုနှုတ်တော့4ကျန်တော့နှစ်ဖက်စလုံးကို2နဲ့စားလိုက်တဲ့အခါမှာတော့အဖြေက x ကတန်မှုက2ရတယ်အဲ့တော့မတိကိန်း x ကတန်မှုက2ရတယ် algebra ကလွယ်ပါတယ်အဓိကကတော့မတိကိန်းကို x လို့ထားပြီးအဲ့ဒီမတိကိန်းကိုရှာပေးတာကို algebra လို့ခေါ်ပါတယ်အားလုံးပဲဒီပုစာလေးကိုတွက်ကြည့်ပြီးတော့ comment မှာဖြည့်ရေးပေးခဲ့ပါအောင်ရှင်ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်